အဲ့လိုထွက်သွားလို့မရဘူးတော့ပြဿနာပါပြောလေငါ့ကိုရှင်ပြောလေပြဿနာဟဲ့လားအေးပြဿနာငါနင့်ကိုစောင်းရဲစိတ်ကုန်နေရပဲနင်ငါအဲ့လိုမပြောနဲ့တော့အေးဒါတွေအားလုံးနင့်ကငါချစ်လို့ဖြစ်တယ်ဆိုနင်မသိဘူးလားချစ်တယ်ဟဲ့လားဟာတာပဲနင့်ပါဇက်ကချစ်လို့ထပ်မပြောပါနဲ့နင်နဲ့ငါနဲ့ပြီးသွားပြီနင်ပြောတယ်ပြီးပြီဆိုတော့ဘာကိုပြောတာဘာကိုပြီးတာပြောငါ့ရှင်ပြောနင်နဲ့ငါနဲ့အားလုံးပြီးပြီလို့ပြောတာဘာဖြစ်လဲတော့မဟုတ်သေးပါဘူးငါတို့တွေကအခုမှချစ်ခဲ့တာမဟုတ်ဘူးလေအတူရှိခဲ့တဲ့၄-၅နှစ်ချိန်လို့ငါဘယ်တော့မှတော့ထားရမှာလဲဟမ်၄-၅နှစ်ဟဲ့လားအချိန်ကြာရေးတူရှိတိုင်းနင်ကအချစ်လို့တတ်မှတ်ထားရလားနင်တိတ်တကူကောင်းဆန်တာပဲဟာငါစိတ်ငါခံစားကြလို့နင်နည်းနည်းလေးမှမြင်ပါဦးဟုတ်တယ်မလားအမြဲတမ်းနေ့တစ်ပတ်တည်းကြည်နေတာအချစ်မဟုတ်ဘူးဟာအချစ်လို့နေတဲ့သွေးသားစစ်စိတ်တက်တက်ပဲနင်ငါ့ကိုချစ်ခဲ့ရဆိုရင်တော့အဲ့အချိန်ကပြီးခဲ့ပြီဒီမှာသွေးသားဆန္ဒမပိုင်နင်နဲ့ငါနဲ့ကသစိမ့်တက်တက်ပဲငါသွားမယ်မင်းချစ်တဲ့ဆိုငါရည်ချင်တာပေါ့မင်းသားနဲ့ဆိုငါရည်ချင်တာပေါ့ပေတရားလုံးမင်းတို့မြတ်တာရီပေးလေနဲ့တလမလောက်ငါကိုမလွမ်းမင်းပြောမယ်ဆိုငါပြောတာပေါ့အစားထိုးမယ်ဆိုငါပွေးမယူပါနော်အိမ်ဆောင်လို့ခဲတဲ့ကလေးလိုမင်းမစင်ကြီးကောင်းဆုံးတော့ရှိမှာပါမချစ်တဲ့နဲ့လူရဲ့နဲ့ထိတ်ဆုံးကမလွန်တဲ့နဲ့လူရဲ့နဲ့ထိတ်ဆုံးမှာဟိုရင်ချိန်ကခွင့်လို့ပေးခဲ့ဘူးတာမိထားပါဒီပေါ်မှာရေးဆွဲရရုံမဟုတ်ဘူးငါမလွန်တဲ့နဲ့လူရဲ့နဲ့ထိတ်ဆုံးကမချစ်တဲ့နဲ့လူရဲ့နဲ့ထိတ်ဆုံးမှာယူသိမဲတော့ချစ်တခုကိုမနှမျောပါပြန်ဆုံးနိုင်ဘူးလို့မဖြစ်နိုင်ပါဘယ်လိုကြောင့်မချမ်းနဲ့လမ်းခွဲတာလဲမင်းနဲ့ပတ်သက်တဲ့မြတွေကနာချင်စရာမို့မင်းဘေးကမင်းလို့စောက်ချင်တဲ့ပေါင်းသိန်းတွေအားလုံးကိုဆရာတင်တာဆိုမင်းအပေါ်မှာပိတ်ဆက်ခဲ့တဲ့လူကမကွာခါခါတိတိပြစ်ခွာဖလားမြင်လာလို့ညဖက်ချီတနာရီလောက်ဖုံးမအားတာငယ်ချင်းစီကလို့ညာချင်တာမျိုးရွှေနှဖူးစာလက်ခက်ကလွဲပြီးရင်လွဲနေတော့လွဲများနဲ့တန်တရားလူဆိုတဲ့တတ်တော်ကိုအပေါ်မကောင်းတဲ့သူကမှဆွဲနာနဲ့ခံတာချုပ်ကိုသာအချစ်ဆုံးဆိုကြောက်ကလွဲရင်ဖွဲနဲ့စကွဲနိုင်ချန်တာကြောက်မြောင်းဖက်ကဖုံးခနဲ့တန်ချိုင်မလန့်ပါနဲ့ချုပ်တဲ့ခွဲချိုင်တန်ပါသမင်းပင်တလို့စားတဲ့ကစဘဲသွားတယ်ဘာလို့ကတုံးတင်ခဲ့တာမင်းကတော့ငါ့ကိုဆိုဘာမှအတိမပေးဘဲနဲ့အပျော်ကျူးစင်ဆဲပါငါနဲ့တွဲတော့မရင်ချက်သေးရတန်ဘူးအဖုံးလေးတောင်မဖွင့်တဲ့ကလေးထားခုချမှာဆင်းတဲ့အတဲ့နှလုံးကိုဟောင်းလောက်ပေါက်ဖြစ်သွားအောင်ဖွင့်ထွက်ချင်းတဲ့ player ချင်းတဲ့ player လူရဲ့နဲ့ထိတ်ဆုံးကဘလွန်တဲ့နဲ့လူရဲ့နဲ့ထိတ်ဆုံးမှာဟိုရင်ချိန်ကခွင့်လို့ပေးခဲ့ဘူးတာမိထားပါဒီပေါ်မှာရေးဆွဲရရုံမဟုတ်ဘူးငါဘလွန်တဲ့နဲ့လူရဲ့နဲ့ထိတ်ဆုံးကမချစ်တဲ့နဲ့လူရဲ့နဲ့ထိတ်ဆုံးမှာယူသိမဲတော့ချစ်တခုကိုမနှမျောပါပြန်ဆုံးနိုင်ဘူးလို့မဖြစ်နိုင်ပါစပိုင်းအောင်ချစ်ပြလိုက်တာတူတူရှိနေရရင်ကိုခွေးဖြစ်ပျော်ပါသည်ဆိုပြီးယူမှုတွေဖြစ်ခုတော့ဘေးနားမှာတတိစစ်ပေါ်လာပြီးနောက်ပိုင်းအချောင်းရှာဖြတ်ရုံနှစ်ယောက်တူတူလေးနှစ်ကြော်ကြသည်တန်ရုံးစင်တွေကိုလေးမလေးနဲ့ဖျောက်သွားတယ်မော်ဆီယာမာကြီးဒေးဗစ်ကောပါဖီငါမင်းနဲ့နာမဖြစ်ခဲ့တာပါနေငါရှင်မွေးလုံးဟဲ့ငါနဲ့တွဲလို့သူများတွေအထင်သေးပြီးကြက်ရမနေရင်လေးလုံးအောင်ငါဟိုးကြောက်ကမ်းမကြီးတဲ့ကိုနေပြေတွန်းလဲစိုးရိမ်နေဘသူနဲ့အိတ်ကတင်ပေးဆုံးမှာစင်စေးထွန်းလိုက်ဝေးလေအဲ့ဒီချင်းနေတခုမလွမ်းတင်တော့ဘာမှမတွေးဝေဘူးကလက်တွေဘာတွေတွားပြီးသေးချင်မူးနေတဲ့ပေတေလူတစုနဲ့ကေရရှူငါရဲ့လေးနဲ့ချင်းနေနဲ့ပေးစချင်းတွေကိုခွေးစခင်းရတာပျော်လားအိမ်နီးချင်းမိတ်ဆွေဆိုပြီးတော့လိမ်ပြီးမအိတ်နေဒီခန့်ချင်းတွေကိုစော်ကားတော့ကွာလောင်အိမ်မှာတောင်းချိုးထားတဲ့ငါပမာငါဆိုရရှင်လျက်သိမဲ့ဘဝနိုင်မှာတက်ခဲ့မရှိတော့တဲ့ပမာမဖြစ်ချင်မှုငါမဖြစ်တဲ့ဘူးမချစ်တဲ့နဲ့လူရဲ့နဲ့ထိတ်ဆုံးကဘလွန်တဲ့နဲ့လူရဲ့နဲ့ထိတ်ဆုံးမှာဟိုရင်ချိန်ကခွင့်လို့ပေးခဲ့ဘူးတာမိထားပါဒီပေါ်မှာရေးဆွဲရရုံမဟုတ်ဘူးငါမလွန်တဲ့နဲ့လူရဲ့နဲ့ထိတ်ဆုံးကမချ
ချစ်တဲ့လူတွေနဲ့ထိတ်ဆုံးမှာအယူသိမဲတော့ချစ်တစ်ခုကိုမနှမျောပါပြန်ဆုံးနိုင်ဖို့လုံးဝမဖြစ်နိုင်ပါ တော့လာတာဒီမှာကြည့်တွေ့လားဒီရင်ဘာမှမပြောင်းလဲဘူးနော်နေတော့အတိုင်းပဲငါထားထားတာနေပြန်လာမှငါတိရဟာငါအရင်ပြောတယ်ဟာ ငါဂျပန်သွားတော့မလားနောက်ဆက်တာ ဘာဖြစ်လဲတော့ ဟုတ်တယ်ငါဂျပန်သွားရမယ် ဟာမဟုတ်သေးဘူးလေကွာငါအခုမှနေပြန်လာလို့ဝမ်းသာအောင်မရှိသေးတယ်နေကတော့ထပ်ပြီးထားခဲ့မလို့ဟမ်တော့ဟဲ့ငါမပါလေဟာငါတောင်းမှမှာလေနော်ငါပေါ်မှာနေမရှိလို့မဖြစ်လို့ပါငါမထားခဲ့ပါနဲ့နော်နော်လို့ အခုလည်းဆင်ပြေနေရပဲအခုတိုင်းနေပေါ့ ဟာအစီအပြေနေထင်းလဲဘာလို့ငါလာလို့ဆက်သေးလဲဘာမှမပြောလဲအဖေထွက်သွားလိုက်ပါလားတေးမတိတဲ့လူတွေရောက်ဘယ်နည်းတေးမျိုးဆိုလာထပ်ပြောတာနှစ်ခါတတ်တာပဲနေငါ့ကိုနာကျင်သေးချင်တာလားလောက်ပါလောက်လေငါနေရှိတယ်ဆိုတဲ့စိတ်နဲ့အသက်ရှင်နေဒီနိုင်ငံထွက်သွားတဲ့နေရအတေးတဲ့နေပဲ နင်အတ္တသိကြီးရပဲဒီလိုအပြုတ်ကိုပြောဆိုရကြငါဘယ်နှချိန်အလျှော့ပေးခဲ့ရလဲငါရောဘယ်နှချိန်သေးခဲ့ရပြီလဲပြောအောင်လေဒီချိန်မှာနင့်ကိုကြောမခိုင်းနိုင်ရဲ့ငါတစ်သက်လုံးနေရအောက်ကလွတ်မှာမဟုတ်တော့ တော့ချစ်တဲ့လူတွေနဲ့ထိတ်ဆုံးကဘလုံးတဲ့လူတွေနဲ့ထိတ်ဆုံးမှာဟိုရင်ချိန်ကခွင့်လွှတ်ပေးခဲ့ဘူးတာမေးထားပါဒီပေါ်မှာရေးဆွဲရရုံမဟုတ်ဘူးငါဘလုံးတဲ့လူတွေနဲ့ထိတ်ဆုံးကမချစ်တဲ့လူတွေနဲ့ထိတ်ဆုံးမှာအယူသိမဲတော့ချစ်တစ်ခုကိုမနှမျောပါပြန်ဆုံးနိုင်ဖို့လုံးဝမဖြစ်နိုင်